လက်တီးကတော့စိတ်ချရတယ်လို့လေ့ကျင့်ရင်ကိုယ်ထဲမှာအမြဲပြောသူတို့ရှိပါတယ်ဘယ်သူဖြစ်မလဲဆိုတာကိုတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားကြပါအောင်နော်မင်္ဂလာပါပရိသတ်ကြီးတို့ရေကျမတို့ရဲ့အမျိုးများဦး YouTube Channel ကနေခင်မင်းရင်းနှီးစွာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မြမယူရလက်ဝဲလောကနဲ့အခုအချိန်မှာထိတ်တန်းအဆက်ကစားသမားတဦးအဖြစ်ခိုင်မာစွာရပ်တည်နေတဲ့ကျော်စွာဝင်းအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။လက်ဝဲသမားကျော်စွာဝင်းကို1984ခုနှစ်ဖေဖော်ဝါရီ9ရက်နေ့ကတားမြို့မှာမွေးဖွားခဲ့ပါတယ်။ကျော်စွာဝင်းရဲ့ငယ်ဘဝဖြတ်သန်းမှုဟာရိုးရလက်ဝဲလောကကိုဓာတ်ရိုက်ဝင်ရောက်လာတာမဟုတ်ပဲဘောင်စင်အားကစားနောက်ကကောင်းကောင်းရှိသူတဦးဖြစ်ပါတယ်။သူဟာငယ်စဉ်ကတည်းကစတင်ပြီးဘောင်စင်အားကစားကိုစိတ်ဝင်စားခဲ့ပြီးလေ့ကျင့်နေသူတစ်ယောက်ပါ။သူ့ရဲ့ငယ်ဘဝလေ့ကျင့်မှုများကြောင့်ပြည်내နဲ့တိုင်းဆက်ဘောင်စင်ပြိုင်ပွဲများမှာရွှေစိတ်ဆုများရရှိခဲ့ပါတယ်။သူဟာငယ်စဉ်ကတည်းကစူးစမ်းမှုစီကံလိုက်နာမှုနဲ့ပြိုင်ပွဲအတွေ့အကြုံယူခဲ့ရတယ်ဆိုတာကိုလည်းပြသနေပါတယ်။ဘောင်စင်လောကမှာအောင်မြင်မှုရရှိပြီးနောက်မြမရိုးရလက်ဝဲလောကသို့ကူးပြောင်းလာခဲ့ပါတယ်။ဘောင်စင်ကရရှိထားတဲ့မြန်ဆန်တဲ့ခြေထိုးမှုပြင်းထန်တဲ့လက်သီးများကလည်းရိုးရလက်ဝဲလောကတွင်ကြီးမားသောအားသာချက်များဖြစ်လာခဲ့ပါတယ်။အခြားသောထိပ်တန်းအားကစားသမားများကဲ့သို့ပင်ဘောင်ကစားအားကစားကိုငယ်စဉ်ကတည်းကစူးစမ်းမြဲလေ့ကျင့်ခဲ့ကခြေကကောင်းများနဲ့အတူမြမရိုးရလက်ဝဲလောကသို့ဝင်ရောက်ပြီးထိပ်တန်းရအောင်စူးစမ်းနေသူတဦးပါသူဟာအဓိကအဖြစ်80ကီလိုဂရမ်မှ82ကီလိုဂရမ်ဝန်းကျင်အလေးချိန်တန်းများမှာရှစ်ပြိုင်လေးရှိပါတယ်။အဲ့ဒီအလေးချိန်တန်းဟာလက်ရှိအချိန်တွင်မြမလက်ဝဲရဲ့အကောင်းဆုံး top class ကစားသမားများထဲမှတဦးအဖြစ်သတ်မှတ်ခြင်းခံရပါတယ်။မြန်မာနိုင်ငံမှာအစတန်းမြမတယ်ဆိုတာကိုပြသတဲ့အချက်ကတော့နာမည်ကြီးချန်ပီယံဟောင်းများနဲ့ထိပ်တန်းရင်ဆိုင်ရခြင်းဖြစ်ပါတယ်။ထော်ထော်မင်းလိုမျိုး Open Weight ချန်ပီယံဟောင်းကြီးနဲ့ England WC မြန်မာလက်ဝဲ World Championship ရဲ့အကောင်းဆုံးလူပွဲများ Title Fight Challenge တွေအထိရှေ့ပြိုင်ထိုးသက်ခွင့်ရရှိခဲ့တာဟာပြည်တွင်းမှာသူ့ရဲ့အဆက်တန်းအလွန်မြင့်မားနေပြီဆိုတာကိုသက်သေပြနေပါတယ်။ထို့အပြင်စိုးလင်းဦးစောမင်းနိုင်စတဲ့အခြားသောထိပ်တန်းဖိုက်တာများနဲ့လည်းအကျိတ်နဲ့ပွဲစဉ်များစွာထိုးသက်ထားပါတယ်။ MLWC ပြိုင်ပွဲများသည်မြန်မာနိုင်ငံတွင်လက်ရှိကျင်းပနေသောအမြင့်ဆုံးအဆင့်လက်ဝဲပြိုင်ပွဲများဖြစ်ပြီးထိုပြိုင်ပွဲများရဲ့အဓိကပွဲစဉ် Main Event များမှာအမြဲတမ်းပါဝင်ထိုးသက်ခွင့်ရရှိနေပါတယ်။ပြည်တွင်းပွဲများသာမကထိုင်းကမ္ဘောဒီးယားစတဲ့နိုင်ငံခြားမှပြိုင်ပွဲများကိုဖိတ်ခေါ်ရှင်ပြိုင်သည့်ပွဲစဉ်များတွင်မြန်မာနိုင်ငံကိုစားပြုအဓိကကစားသမားဖြစ်ပါဝင်ခဲ့ပါတယ်။ထိုင်းစခန်းများတွင်ကမ္ဘာ့စစ်မူထိုင်းချန်ပီယံများနဲ့အတူပူးတွဲလေ့ကျင့်ခြင်းအစားအသောက်ထိန်းချုပ်မှုနဲ့ Professional လေ့ကျင့်ရေးစနစ်များကိုခံယူခြင်းဖြင့်စွမ်းရည်ကိုပိုမိုမြင့်တင်နိုင်ပါတယ်။လက်တီးကတော့စိတ်ချရတဲ့ကျော်စွာဝင်းရဲ့အားကစားသမားဘဝခံယူချက်ဟာပြတ်သားမှုနဲ့ရဲရဲမှုကိုအဓိကထားပါတယ်။လက်ဝဲဟာဆွဲတာတည်ရကြတာကိုအားပေးတဲ့အားကစားဖြစ်ပေမဲ့ကျော်စွာဝင်းဟာအလဲထိုးဖြစ်အနိုင်ယူဖို့အမြဲတမ်းရည်မှန်းထားသူတစ်ယောက်ပါ။ဒီခံယူချက်ကသူ့ကိုပွဲစဉ်တိုင်းမှာဖိအားပေးတိုက်ခိုက်သူဖြစ်စေပါတယ်။ပွဲတိုင်းကိုအနိုင်ရဖို့ပြည့်ပြည့်သားသားနဲ့အဆုံးသတ်နိုင်ဖို့အပြင်းထန်ကြိုးစားသူတစ်ယောက်ပါ။ပြည်တွင်းပြည်သက်များနဲ့လက်ဝဲဦးဖန်သူများကသူ့ရဲ့လက်သီးချက်ကိုအတိမတ်ပြုထားတဲ့အတွက်သူကိုယ်တိုင်ကလည်းသူ့ရဲ့လက်သီးစွမ်းရည်ကိုယုံကြည်မှုရှိရှိဖော်ပြတတ်ပါတယ်။မြန်မာပြည်ကိုဂုဏ်ဆောင်ဖို့အကောင်းဆုံးကြိုးစားခဲ့တဲ့နိုင်ငံတကာပြိုင်ပွဲများနဲ့ရှင်ပြိုင်တဲ့အခါတိုင်းပြောလေးရှိတဲ့နိုင်ငံကိုစားပြုစိတ်ဓာတ်ကိုပြသတဲ့စကားမျိုးဖြစ်ပါတယ်။မြန်မာယူရလက်ဝဲကိုပြည်သက်တွေစိတ်ကြည်နံမှုရအောင်အကောင်းဆုံးတိုက်ခိုက်သွားမှာပါ။မြန်မာနိုင်ငံအတွက်ဂုဏ်ယူဝမ်းမြောက်စရာနိုင်ပွဲတွေဆက်ပြီးယူပေးပါဦးမယ်။အထူးသဖြင့်နိုင်ငံတကာပြိုင်ပွဲတွေကိုအနိုင်ယူပြီးတဲ့အခါမှာမြန်မာနိုင်ငံသားတွေရဲ့ဂုဏ်ကိုမြင့်တင်ပေးနိုင်ဖို့ဆက်လက်ကြိုးစားသွားမယ်လို့ကတိကဝတ်နဲ့သူ့ရဲ့လက်သီးစွမ်းအားပေါ်ယုံကြည်မှုတို့ကိုအဓိကထည့်ရစေပါတယ်။အခုချိန်မှာကျော်စွာဝင်းဟာအလေးချိန်တန်းလိုက်လက်ဝဲချန်ပီယံဂိုလ်ဒန်ဘန်ချန်ပီယံဆုကိုတရားဝင်ရယူပိုင်ဆိုင်ထားသူမဟုတ်သေးတော့လေလက်ဝဲပရိသတ်နဲ့ကျွမ်းကျင်သူများကသူ့ကိုချန်ပီယံဆုရယူနိုင်မဲ့အလားအလာအရှိဆုံးဖိုက်တာအဖြစ်သတ်မှတ်ထားပြီးမြန်မာနိုင်ငံရဲ့လက်ဝဲဆက် top level ကစားသမားစင်းထဲမှာအခိုင်အမာပါဝင်နေပါတယ်။ကျော်စွာဝင်းလိုမျိုးအစက်တန်းမြင့်မာတဲ့ဖိုက်တာအများစုဟာတိုက်ခိုက်မှုစွမ်းရည်နဲ့ကာယကြက်ခိုင်မှုကိုမြင့်တင်ဖို့အတွက်ထိုင်းနိုင်ငံရှိနာမည်ကြီးမွေတိုင်းစခန်းများမှာတွားရောက်လေ့ကျင့်လေးရှိပါတယ်။ကဲဒီနေ့တော့ဒီလောက်ပါပဲနော်ပြည်သက်ကြီးတို့ရောကျော်စွာဝင်းရဲ့လက်သီးစွမ်းအပေါ်ဘယ်လောက်ယုံကြည်လဲဆိုတာ comment မှာမျှဝေခဲ့ပါဦးနော်အခုလိုဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးသွားတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်